ဒူးရင်သီးရသည်ရောက်လာပြီဆိုတော့ဒူးရင်သီးရဲ့ကောင်းကျိုးဆိုးကျိုးတွေနဲ့အတူဘသူတွေကဒူးရင်သီးမစားသင့်ဘူးလဲနဲ့ဒူးရင်သီးကိုဘာတွေနဲ့တွဲမစားသင့်ဘူးလဲဆိုတာလေးတွေပြောပြပေးသွားပါမယ်နော်အရင်ဆုံးဒူးရင်သီးမှာပါဝင်တဲ့အာဟာရဓာတ်လေးတွေကအမြင့်ဓာတ်ဗိုက်တာမင် A ဗိုက်တာမင် C ဗိုက်တာမင် B6 ဗိုက်တာမင် B12 ပိုတက်ဆီယမ်ကယ်ဆီယမ်သံဓာတ်မက်ဂနီဆီယမ် folic acid နဲ့ phosphorus တို့တွေပါဝင်ပါတယ်ဒီထဲကမှဒူးရင်သီးမှာပိုတက်ဆီယမ်ပါဝင်မှုများတဲ့အတွက်ကြောက်ကဝေဒနာရှင်တွေအနေနဲ့သတိထားစားသင့်ပါတယ်။တကြားပါဝင်မှုလည်းမြင့်မာတာဖြစ်လို့စီးကျိုဝေဒနာရှင်တွေအနေနဲ့လည်းသတိထားစားသင့်ပါတယ်နော်။မိမိရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးတော့မှစားသုံးမယ်ဆိုရင်ပိုပြီးသင့်တော်ပါတယ်။နောက်ထပ်ဒူးရင်သီးစားရင်ဘာတွေကောင်းလဲမကောင်းဘူးလဲဆိုတာဆက်ပြီးကြည့်ကြမယ်နော်။ဒူးရင်သီးစားတဲ့အခါဒူးရင်သီးကအမြင့်ဓာတ်များတာဖြစ်လို့ဝမ်းကိုပုံမှန်သွားစေပါတယ်။ဒူးရင်သီးကကယ်ဆီယမ်နဲ့မက်ဂနီဆီယမ်ပါဝင်တဲ့အတွက်အရိုးတွေကိုလည်းတန်မာစေပါတယ်။ဒူးရင်သီးမှာသံဓာတ်နဲ့ folic acid တွေပါဝင်တဲ့အတွက်သွေးအားနဲ့ရောဂါကိုလည်းကာကွယ်ပေးပါတယ်။ဒူးရင်သီးမှာတခြားသောဗိုက်တာမင်နဲ့သတ္တုဓာတ်တွေပါဝင်တဲ့အတွက်ကင်ဆာဓာတ်တို့ဆန့်ကျင်သတ္တိရှိပြီးကင်ဆာရောဂါတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။အိတ်မပျော်တဲ့ရောဂါကိုလည်းဒူးရင်သီးကသက်သာစေနိုင်ပါတယ်နော်။ဒူးရင်သီးစားပြီးရင်တကယ်တော့သွေးမတိုးပါဘူး။သူကပိုတက်ဆီယမ်များတဲ့အတွက်သွေးပေါင်စိန်အောင်ကျစေပါတယ်။သွေးပေါင်ကျရဲဆိုတိုင်းလည်းအများကြီးမစားသင့်ပါဘူး။ဒူးရင်သီး900 gram 15မွှာခန်းစားမိမယ်ဆိုရင်ပိုတက်ဆီယမ်ဓာတ်တွေအများများပြီးနှလုံးခုန်လုံးတွေညံလာစေနိုင်ပါတယ်။ဒါကြောင့်နှလုံးရောဂါရှိသူတွေအနေနဲ့3-4မွှာထပ်ပို့ပြီးမစားသင့်ပါဘူး။ဒူးရင်သီးစားပြီးရင်ဘာလို့ခေါင်းမူးတာလဲဘာလို့အိတ်ငိုက်တာလဲ။ဒူးရင်သီးမှာအဆီဓာတ်ပါဝင်မှုအများများတာကြောင့်စားပြီးတာနဲ့အဆီတွေကခန္ဓာကိုယ်ထဲရောက်လာပြီးအိတ်ငိုက်စေတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒူးရင်သီးကိုကော်ဖီနဲ့တွဲမစားသင့်ပါဘူး။ကော်ဖီမှာပါတဲ့ကဖိန်းဓာတ်ကရင်တုံစေသလိုဒူးရင်သီးမှာပါတဲ့ပိုတက်ဆီယမ်ဓာတ်ကလည်းရင်တုံစေတာမို့တွဲမစားသင့်ပါဘူး။ကဖိန်းဓာတ်ပါတဲ့လက်ဖက်ရည်ကိုလာတွေနဲ့လည်းတွဲမစားသင့်ပါဘူးနော်။အရက်ဘီယာနဲ့လည်းတွဲမစားသင့်ပါဘူးရှင်။ဒူးရင်သီးမှာပါတဲ့ဆာလ်ဖာနဲ့အရက်တို့ဓာတ်ပြူပြီးလူကိုဒုက္ခပေးစေနိုင်ပါတယ်နော်။ဒူးရင်သီးစိုက်သူများအနေနဲ့လည်းတန်သေးလွန်ပြီးမဖြစ်ရလေအောင်ကျန်းမာစွာစားသုံးနိုင်ကြပါစေရှင်။